ခဲဒီနေ့တော့အရွယ်ရောက်ပြီးမိန်းကလေးတွေတော်တော်များများမှာလာစဉ်ကြုံတွေ့နေရတဲ့ရာသီလာစဉ်ကိုက်ခဲနာကျင်ခြင်းလို့ခေါ်တဲ့ dysmenorrhea အကြောင်းကိုဆွေးနွေးမယ်။တချို့ကတာမန်နှုံးချီတာနာကျင်တာလောက်ပဲဖြစ်ပေမဲ့တချို့မှာတော့နေ့စဉ်လုပ်ငန်းဆောင်တာတွေထိခိုက်တဲ့အထိပြင်းပြင်းထန်ထန်နာကျင်ကိုက်ခဲကြတယ်။ဖြစ်ရတဲ့အကြောင်းရင်းကိုအဓိကအားဖြင့်နှမျိုးခွဲခြားနိုင်တဲ့ primary dysmenorrhea ပုံမှန်နာကျင်ခြင်းရာသီသွေးဆင်းဖို့ရာအတွက်တအိမ်ကြွက်သားတွေကျုံနာဆန်နာလို့ဖို့ prostaglandin ဟော်မုန်းထွက်ပေးရတယ်။အဲ့ဒီဟော်မုန်းပမာဏများလေလေတအိမ်ကျုံအားပြင်းထန်လာပြီးတော့နာကျင်ကိုက်ခဲတာတွေများလေလေဖြစ်လာတယ်။နောက်တစ်ခုက secondary dysmenorrhea တခြားယောဂအကြောင်းတစ်ခုခုကြောင့်နာကျင်တာမျိုးသမီးအင်္ဂါနဲ့မျိုးပွားအင်္ဂါဆိုင်ရာပြဿနာတွေဥပမာတအိမ်အသားလုံးတဲတာတအိမ်မှာအရေးအိတ်တဲတာတအိမ်အတွင်းလွှာနေရာတွေလွဲမားတာတိပစုံတွေရောင်ရမ်းတာတွေကြောင့်လည်းပဲပုံမှန်ထက်ပိုပြင်းထန်တဲ့နာကျင်မှုတွေခံစားရတတ်တယ်ဒီလိုမျိုးရာသီလာစဉ်ကိုက်ခဲနာကျင်မှုကိုတတ်တာအောင်ဘာတွေလုပ်လို့ရမလဲပထမဆုံးကရင်နွေးအိတ်ကပ်ပါဝမ်းပိုက်အောက်ပိုင်းစီးစက်နေရဒါမှမဟုတ်ရင်ခါကိုရင်နွေးအိတ်ကပ်တာကကြွက်သားတွေပြေရော့ပြီးတော့နာကျင်မှုတတ်တာစေတယ်မီဖန်နမစ်အက်ဆစ်သို့မဟုတ် ibuprofen paracetamol လိုမျိုးအကိုက်ခဲပြောက်ဆေးတစ်ခုခုတောက်ပါဒါပေမဲ့အကိုက်ခဲပြောက်ဆေးကအစာအိမ်ကိုထိခိုက်စေနိုင်တဲ့အတွက်ကြောင့်မို့အစာစားပြီးမှတောက်ရမယ်နော်နောက်တစ်ခုကယောဂကျင့်တာလမ်းလျှောက်တာလိုမျိုးပေါ့ပေါ့ပါလှုပ်ရှားမှုတွေလုပ်ပါအဲ့ဒီလိုလှုပ်ရှားမှုလေးတွေကသွေးလက်ပတ်မှုကောင်းပြီးတော့နာတာကိုတတ်တာစေတယ်ခန္ဓာကိုယ်ရေဓာတ်ပြေဝနေဖို့ရေနွေးနွေးလေးကိုများများတောက်ပေးရမယ်ကဖင်းတက်နဲ့အငန်ကိုလျှော့စားမယ်လုံလောက်စွာအိပ်စက်နာယူမယ်နေတိုင်းစားသောက်မှုပုံစံက dysmenorrhea အပေါ်မှာရေရှည်အကျိုးသက်ရောက်မှုရှိနိုင်တယ်ဒါကြောင့်မို့ dysmenorrhea တတ်တာဖို့ဘယ်လိုမျိုးနေတိုင်းစားသောက်သင့်တယ်လဲဆိုတာကိုဆက်ကြည့်ရအောင်အစိမ်းရောင်အသီးရွက်တွေမှာမက်ဂနီဆီယမ်ကျွဲဝတဲ့အတွက်တအိမ်ကြွက်သားကိုပြေလျော့စေပြီးနာကျင်မှုတတ်တာစေတယ်ပန်းပွင့်စိမ်းကိုက်လန်ကစွန်ရွက်ဟင်းနုနယ်တွေလိုမျိုးစားသင့်တယ်ဗီတာမင် B အုပ်စုဖြစ်တဲ့ဗီတာမင် B6 B12 နဲ့ folic acid တို့ဟာနာကျင်မှုနဲ့စိတ်ဖိစီးမှုကိုလျှော့ချပေးတယ်ကြက်ဥပဲမျိုးမျိုးစီနေတဲ့အသားတွေနဲ့ကောက်နှံတွေစားသင့်တယ်ရာသီသွေးကြောင့်ဆုံးရှုံးသွားတဲ့တန်တက်ကိုပြန်ဖြည့်ဖို့အတွက်တော့အမဲသားအသေးဟင်းနုနယ်ပဲနီလေးစားတာတွေကိုစားပေးရမယ်ဗီတာမင် C ကျွဲဝတဲ့ရှောက်လိမ္မော်သီးစားတာတွေနဲ့တွဲစားရင်တန်တက်ဆုပ်ယူမှုကိုပိုအကောင်းစေတယ်နောက်တစ်ခုကရောင်ရမ်းမှုကိုလျှော့ချပေးဖို့ရအတွက် omega 3ကျွဲဝစာပါဝင်တဲ့ငါဆယ်မွန်ငါတူနာငါတစ်ကြားသီးနှမ်းချက်ဆေးတွေလည်းစားပေးသင့်ပါတယ်ရှောင်ကျဉ်တဲ့အစားအစာတွေကတော့အငန်တက်များတာတွေပြုပြင်ထားတဲ့အစားအစာတွေနဲ့တကြားတက်များတဲ့အစားအစာတွေဖြစ်တယ်တကြားကရောင်ရမ်းမှုကိုတိုးစေပြီးအင်ဆူလင်ပမာဏကိုမြင့်တက်စေလို့နာကျင်မှုကိုလည်းပိုဆိုးစေတယ်ကဖင်းတက်ကတော့သွေးကြောချင်းစေပြီးတအိမ်တွင်သွေးလက်ပတ်မှုကျဆင်းစေလို့ဆင်ခြင်စားသင့်ပါတယ်ရာသီလာနေစဉ်ဒါမှမဟုတ်ရာသီလာခါနီးမှာချောကလက်စားပြီးတာကတော့စိတ်ဖိစီးမှုကိုလျှော့ချပေးတဲ့အနေနဲ့နာတာကိုလည်းတတ်တာစေပါတယ်တခုမှတာရမှာကနာတာကလည်းအရန်ဆိုးဝါးပြီးတော့နေ့စဉ်လုပ်ငန်းဆောင်တာတွေကိုပါထိခိုက်လာရင်ဆေးတောက်ပေမဲ့မတတ်တာရင်ရာသီစဝန်းမှာပါမကတခြားအချိန်တွေမှာပါစီးစက်ကြိုက်တာတွေကအလွန်ဆိုးဝါးနေရင်အသက်25ကျော်မှရုတ်တရက်ပုံမှန်မဟုတ်ဘဲနဲ့ပြင်းပြင်းထန်ထန်နာကျင်ကြိုက်ခဲလာမယ်ဆိုရင်တော့တပွားမီရဲ့အထူးကုဆရာဝန်နဲ့ပြသပြီးတော့ယောဂရှာဖွေတာတွေကုသတာတွေလုပ်ရပါမယ်ချစ်ရတဲ့အမျိုးသမီးလေးတွေအားလုံးကျမပျော်ရွှင်တဲ့ဘဝကိုရရှိကြပါစေနော်အားလုံးကိုကျေးဇူးတင်ပါတယ်ဘိုင်ဘိုင်